ကံကောင်းခြင်းနဲ့မကောင်းခြင်းလောကလူသားတွေပြောစားနေရှိတယ်ကံကောင်းတယ်ဘယ်သူကတော့ကံကောင်းတယ်ဘယ်သူကကံမကောင်းဘူးနဲ့ကံကောင်းခြင်းမကောင်းခြင်းကိုဥတည်ပြီးတော့ပြောတယ်မြန်မာလူမျိုးတွေပြောတာမဟုတ်ဘူးနိုင်ငံခြားကအနောက်တိုင်းကဥရောပကလူတွေလည်းပဲကံကောင်းတယ်ကံကောင်းမှုဆိုတဲ့စကားလုံးကိုသူတို့လည်းပြောကြတယ်ဆုတောင်းပေးကြတယ်အင်္ဂလိပ်စကား luck ဆိုတဲ့စကားလုံး good luck လူတွေပြောကြတာအဲ့ဒီလိုကံကောင်းပါစေလို့ဒီလိုလူတွေဟာဆုတောင်းကြမြန်မာလူမျိုးတွေလည်းကံကောင်းပါစေလို့ဆုတောင်းကြအဲ့ဒီကံကောင်းခြင်းနဲ့မကောင်းခြင်းဆိုတာဟာဘာနဲ့သက်ဆိုင်တယ်လဲအမှန်ကန်သိရအောင်မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေနာယူမှတ်သားဖို့လိုအပ်တယ်လောကလူတွေကတော့ကံကောင်းပါစေလို့ဆုတောင်းလိုက်တာနဲ့လေကံကောင်းသွားတယ်လို့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်မိမိလုပ်ငန်းတွေအဆင်ပြေနေလို့ရှိရင်လည်းကံကောင်းတယ်လို့ပြောကြတယ်ဒီနေရာမှာပါဠိဘာသာနဲ့လက်ခီဆိုတဲ့စကားလုံးတစ်ခုရှိတယ်လက်ခီဆိုတာတိရိနတ်သမီးကိုရည်ညွှန်းတဲ့စကားလုံးလည်းရှိတယ်နတ်သမီးအိန္ဒိယအတန်နဲ့ပြောမယ်ဆို Lakshmi လို့ပြောမယ်သဘောရှိတယ်လက်ခီဆိုတာจิตတည်ရှိတယ်ကောင်းကျိုးချမ်းသာတွေကိုပေးနိုင်တယ်ဆိုတဲ့အိန္ဒိယနိုင်ငံသားတွေယုံကြည်ကြတဲ့နတ်သမီးသို့တော့နောက်တစ်ခုကတော့လက်ခီဆိုတဲ့စကားလုံးကစီစိန်ဥစ္စာတိုးတက်မြင့်မာခြင်းအောင်မြင်ကျင့်ပွားခြင်းလို့အဓိပ္ပာယ်ရတယ်စီစိန်ဥစ္စာတိုးတက်ခြင်းအောင်မြင်ကျင့်ပွားခြင်းကိုလည်းလက်ခီလို့ခေါ်တယ်အဲ့ဒီလိုလောကမှာစီစိန်ဥစ္စာတိုးပွားခြင်းအောင်မြင်ခြင်းကိုကံကောင်းတယ်လို့ပြောလို့ရှိကြတယ်အဲ့ဒါလို့ကံကောင်းမှုရအတွက်ဘယ်ရာကကံကောင်းမှုဖြစ်စေတာလဲဘယ်ရာကကံမကောင်းမှုဖြစ်စေတာလဲမြတ်စွာဘုရားရဲ့ဇာတကဒေသနာတော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်မှတ်သားစရာတစ်ခုကတော့ဘာတော့အတ္တနာကုရုတိလက်ခိကံကောင်းခြင်းဟာကိုလှုပ်တာပဲဖြစ်တယ်လောကလူသားတွေကံကောင်းအောင်လည်းကိုယ်တိုင်လုပ်ကြတာပဲဖြစ်တယ်အလက်ခိကုရုတတ္တကံမကောင်းမှုဆိုတာလည်းပဲဘသူမပြုတ်မိမိမှုကိုလှုပ်တာပဲဖြစ်တယ်နာဟိလက်ခိအလက်ခိဝါအညောအညတ္တကာရကကံကောင်းမှုကံမကောင်းမှုဆိုတာတစုံတစ်ယောက်သောပုဂ္ဂိုလ်ရဲ့ကံကောင်းမှုတစုံတစ်ယောက်သောပုဂ္ဂိုလ်ရဲ့ကံမကောင်းမှုတွေတခြားသူတစ်ယောက်ကလှုပ်တာမဟုတ်ဘူးတဲ့ကိုယ်တိုင်လည်းလှုပ်တာဖြစ်တယ်လို့ဆိုတာဒီဒေသနာဇာတကဒေသနာထဲမှာမှတ်တမ်းတင်တာရှိဒီနေရာမှာအင်္ဂလိပ်စကားလုံး luck တို့ lucky တို့နဲ့လက်ခီနဲ့အတန်ချင်းသွားတူအဲ့ဒီလိုအတန်တူပြီးတော့စကားလုံးစင်တာတွေဟာပါဠိဘာသာကစကားလုံးတွေအင်္ဂလိပ်ဘာသာမှာလည်းပဲရောက်ရှိနေတာတွေ့ရတယ်ဘာသာစကားကိုလေ့လာကြတဲ့ပုဂ္ဂိုလ်တွေအနေနဲ့ဆိုလို့ရှိရင်ဘာကြောင့်တူတယ်လဲအကြောင်းမဲ့တူတာလားအဓိပ္ပာယ်ရောတူတာလားအတန်မဲ့တူတာလားလို့ဆိုဟုတ်ဒီနေရာမှာလက်ခီအလက်ခီဆိုတဲ့စကားလုံးနဲ့ lucky တို့ like တို့ဆိုတာတူနေ
ဘာကြောင့်တူတယ်လဲလို့ဆိုရင် Indo-European language လို့ခေါ်တယ်အိန္ဒိယဘာသာစကားနဲ့ဥရောပဘာသာစကားတွေရဲ့ဆက်နွယ်မှုဆိုတာရှိတယ်သွားကိုပါဠိလိုဒန္တလို့ခေါ်တယ်အင်္ဂလိပ်လည်းပဲသွားဆေးကန်းကို dental clinic လို့ခေါ်တာအဲ့တော့ဒီစကားလုံးနှစ်ခုကလည်းတူတာကင်းချေမြန်းဆိုတဲ့အကောင်းကိုပါဠိဘာသာမှာတတ္တပတိလို့ခေါ်တယ်အဲ့ဒီတတ္တပတိပဲအင်္ဂလိပ်စကားလုံးကြတော့အတန်တွယ်လေးပဲပြောင်းသွားတာ centipede centipede ဒီလိုခေါ်တယ်သူတို့ centipede အဲ့တော့အဓိပ္ပာယ်ရောစကားလုံးရောသွားတူတာဟာအကြောင်းမဲ့တော့မဟုတ်ဘူးဆက်သွယ်မှုရှိတယ်အင်္ဂလိပ်တွေသုံးတဲ့ဆူတောင်းတဲ့အခါမှာလူတွေပြောနေရှိကြတယ် good luck with you မင်္ဂန်ကောင်းပါစေခံကောင်းတဲ့လူကိုဗမာတွေကပြောတယ် lucky ကောင်းတယ်လို့ပါလို့ပြောအဲ့တော့ပါဠိစကားလုံးမှာလည်း lucky ဆိုတဲ့စကားလုံးရှိတယ်စီးပွားဥစ္စာတွေတိုးတက်တယ်အောင်မြင်တဲ့ကြီးပွားတဲ့လုပ်ငန်းတွေအောင်မြင်တဲ့ကြီးပွားတယ်အဲ့တော့ဒီစကားလုံးကိုသုံးနှုန်းပြီးတော့ဟောပြကာမကောင်းမှုဆိုတာကြတော့လေသူတို့ကဘက်လက်တို့သုံးရတယ်အဲ့ဒါကြတော့ကာမကောင်းမှုလက်ဆိုတဲ့စကားလုံးကိုကောင်းတဲ့ကံလို့ဆိုလို့တော့လေရှေးကမကောင်းဘူးဆိုတဲ့စကားလုံးခဲလိုက်တဲ့အခါကျတော့ကံဆိုးတယ်သူတို့စီမှာလည်းယုံကြည်မှုရှိကြတယ်ကံမကောင်းမှုဆိုလို့ရှိရင်ပမာတွေဘာလို့ကြလဲကံကောင်းအောင်ရေရရာခြေကြတယ်ပြည်ရင်ဆရာစီသွားပြီးတော့ပြည်ရင်မေးပြီးတော့ပြည်ရင်ဆရာကဘာလုပ်လိုက်ညာလုပ်လိုက်နဲ့ညှောင်လိုက်တယ်ကံမကောင်းလို့ရှိရင်ရေရရာခြေကြတယ်အဲ့တော့နောက်တိုင်းမှာရောဥရောပမှာရောရေရရာခြေတယ်ဆိုတာရှိသလားမေးစရာရှိသူတို့မှလည်းရေရရာခြေတာမျိုးရှိရေရရာခြေတယ်ဆိုတဲ့စကားလုံးကိုသူတို့ဘာသာစကားနဲ့အနိစ္စဆုံးပြမယ်ဆိုရင်တော့သူတို့ပြန်ထားတဲ့စကားလုံးနဲ့ပြောရမယ်ဆိုရင် to keep away bad luck to keep it bad luck away လို့သူတို့ပြန်တယ် to keep it bad luck away ကံဆိုးကိုတခြားပုတ်ပြတယ်ကံကောင်းအောင်သူကယူတာ keeping bad luck away ဆိုတဲ့ကံတွေကိုတခြားပုတ်ပြလိုက်တယ်ရေရာခြေလိုက်တယ်ပေါ့ကံကောင်းအောင်လုပ်တယ်သူတို့စီမှာကံကောင်းတယ်ကံကောင်းမှုဆိုတာလေးတွေဟာတချို့ကိစ္စတွေမှာအပေါ်ယံကိစ္စလူတွေရဲ့အယူဆလေးတွေရှိတယ်ထမင်းပွဲမှာအတူထိုင်ကြရင်လှမ်းပြီးတော့ဆောက်ကလေးဒီဘက်ကမ်းလိုက်စမ်းပါလို့ပေးလိုက်စမ်းပါလို့တယောက်ကတောင်းလှမ်းပေးလိုက်တဲ့အချိန်မတော်တဆစားဖိတ်သွားတယ်ဆိုရင်သူကကံမကောင်းမှုလို့ယူဆတယ်မြမပြေမှာလည်းပဲဒီလိုကံကောင်းတယ်မကောင်းဘူးဆိုတဲ့အယူဆလေးတွေရှိတယ်ပေါ့နော်ဒါကတော့သစ္စာဗျာတရားနဲ့မဆိုင်ဘူး tradition လို့ခေါ်တဲ့လူတွေရဲ့ယုံကြည်မှုအစဉ်အလာနဲ့သာဆိုင်တယ်တချို့ကိစ္စတွေကရောထွေးနေကြတယ်ဘုရားရဲ့အဆုံးအမစစ်မှာဒါမျိုးတွေမရှိဘူးအဲ့တော့အဲ့ဒီစားလေးဖိတ်ဆင်သွားလို့ရှိရင်ဘာလို့ရတော့ဆိုစားခွက်ထဲကစားလေးကိုယူပြီးတော့လက်ဝဲဘက်ကနေပြီးနောက်ကိုနည်းနည်းတော့ပက်လိုက်လို့ရှိရင်ရေရရာခြေသွားတယ်လို့ယူဆတယ်အဲ့ဒီနေရာမှာသူတို့သုံးတယ်စားကလေးကိုတင်းငယ်ယူလက်ဝဲဘက်ကနေပခုံးကိုကြော်ပြီးတော့နောက်ကိုစားလေးနည်းနည်းပက်လိုက်လို့ရှိရင်ကံမကောင်းတာတွေပြေပြောက်သွားတယ်to keep bad luck away လို့ဆိုသုံးရေရရာခြေတယ်အဲ့တော့အဲ့ဒီနည်းတွေနဲ့ရောတကယ်ပဲအောင်မြင်နိုင်သလားဆိုတော့
စိတ်ချရတဲ့နေလည်းမဟုတ်ဘူးသိကြတဲ့နေလည်းမဟုတ်ဘူးမြတ်စွာဘုရားတရားတော်အရာဆိုလို့ရှိရင်ကံကောင်းခြင်းမကောင်းခြင်းဟာကိုယ်ပဲလှုပ်တာလို့ဒီမှာပြောတာအတ္တနာကုရုတေလက်ခေစီးပွားဥစ္စာတိုးတက်ပြီးအောင်မြင်ကြီးပွားဖို့ဘယ်သူလှုပ်တာလို့ကိုယ်တိုင်ပဲလှုပ်တယ်အေးစီးပွားဥစ္စာတွေပျက်စီးပြီးတော့ကံမကောင်းအကြောင်းမလားဖြစ်ရတာရောဘယ်သူလှုပ်တာလို့ကိုယ်တိုင်ပဲလှုပ်တယ်နိုင်လက်ခေအလက်ခေဝအညောအညတကာလူတယောက်ကံမကောင်းအောင်ကံကောင်းအောင်တခြားတယောက်ကလုပ်ပေးနိုင်ဖို့မရှိဘူးတဲ့အနောက်ရှက်ပေးလို့တော့ရကောင်းရတယ်တကယ်ကံဆုံးမှုမောက်ကြတော့လုပ်လို့မရဘူးလို့ဒီလိုဆိုလို့ရပါကံကောင်းနေတဲ့ပုဂ္ဂိုလ်တွေကိုလုပ်လို့မရအဲ့တော့ကံမကောင်းရခြင်းဟာမိမိနဲ့ပဲသက်ဆိုင်တယ်လို့ဒီလိုမှတ်ကြအောင်ဖြစ်တယ်ဒါဖြင့်ကံကောင်းမှုစသလူလောကရောက်လာလို့ရှိရင်ကံကောင်းအောင်ဘာတွေလုပ်ရအောင်လူတိုင်းဟာကံကောင်းကြတယ်ကံကောင်းတယ်ဆိုတာလက်ခီဆိုတဲ့စကားလုံးဓနုကံတတံပတ္တိစီပွားဥစ္စာတွေတိုးတက်လာတယ်မြင့်မားလာတယ်တို့သမျှတွေအောင်မြင်လာတယ်ကြီးပွားလာတယ်အဲ့ဒီလိုကံမျိုးတွေကံကောင်းလာတယ်လို့လူဟာအဲ့ဒီလိုကံကောင်းလာအောင်ဘာတွေလုပ်ရမလဲမြတ်စွာဘုရားရဲ့အဆုံးအမဒေသနာတော်တွေထဲမှာဒါတွေဟာပါရှိဘုရားမသာဝင်သူတော်စင်တွေကမြတ်စွာဘုရားအဆုံးအမကိုအနည်းငယ်များတာသိတယ်မြတ်စွာဘုရားအဆုံးအမအလုံးများတယ်စီးပွားရေးနဲ့ပတ်သက်တဲ့အဆုံးအမလူမှုရေးနဲ့ပတ်သက်တဲ့အဆုံးအမနိုင်ငံရေးနဲ့ပတ်သက်တဲ့အဆုံးအမပစ္စုပန်ဘဝမှာကြီးပွားတိုးတက်ဖို့ဆိုတဲ့အဆုံးအမတွေအပြင်ဤဘဝရေးချမဲ့နိုင်ဆိုတဲ့နောက်ဘဝထီအောင်ပဲအဆုံးအမပြည့်ပြည့်စုံစုံရှိတယ်ပေါ့ဒါရင်လားလို့ဆိုမကဒီဘဝနောက်ဘဝဘယ်ဘဝမှာမဖြစ်ဘဲနဲ့ဘဝကနေထွက်မြောက်ဖို့ဆိုတယ်လွတ်မြောက်ဖို့ဆိုတာအတွက်လေနိဗ္ဗာန်ဆိုတာအတွက်လေမြတ်စွာဘုရားလမ်းညွှန်ပေးထားတာဖြစ်တယ်ဘယ်လိုပဲဖြစ်မိမိမှုဆိုတဲ့အတိုင်းပဲကိုကောင်းစားတာလေကိုပေါ်မှာမူတည်တယ်မကောင်းစားဘူးဆိုတာလေကိုပေါ်မှာမူတည်တယ်ကံကောင်းတယ်ဆိုတာလေကိုပေါ်မှာမူတည်တယ်ကံမကောင်းဘူးဆိုတာကိုမူတည်တယ်ဆိုတာကိုလို့မြတ်စွာဘုရားရဲ့အဆုံးအမတွေရမှတ်သားထားအဲ့တော့ဒီမှာသီရိကာလကံဤဆိုတယ်ဇတ်ထဲမှာမှတ်သားစရာလေးတွေကိုပြောပြကံကောင်းခြင်းမကောင်းခြင်းနဲ့ပတ်သက်လာတယ်မှတ်သားစရာကိုယ်ပေါ်မှာမူတည်တယ်ဆိုတယ်ကံကောင်းမှုအတွက်ဘာတွေလုပ်ကြဘာတွေလုပ်အဲ့ဒီမှာယောစာပိတိတေအထဝါပိဩနေဝါဒတပိဒန္တတရိတပိသခုဒံပိပတံအဘိဗောယတပ္ပံရတ္တိတိဝံယောတတတံနိယုတ်တော်ဆိုလိုရင်းကယတိဝုဒ္ဓကအေးလုံးအကြည့်တယ်ယတိဝုဒ္ဓကပူတယ်လေတွေတိုက်နေတယ်ချင်ကြိုက်တယ်နော်ထွင်းစားနေသေးတယ်ရေးစားတယ်အဲ့ဒီလိုအခက်ခဲတွေကိုဘာတစ်ခုမှမစင်စားပဲနဲ့အဲ့ဒါတွေကိုကြော်လွှားပြီးရတ္တိဋ္ဌိဝါယောတတတံနိယုတ်တော်အလုတ်ကြိုးစားတယ်လို့ဆိုအလုတ်ကြိုးစားလောကမှာအလုတ်ကြိုးစားမှုဟာအရေးကြီးဆုံးပဲဒါမို့ကြိုးစားအထောက်မှုဟာကိုယ့်အတွက်ကံကောင်းမှုပဲကြိုးစားအထောက်တဲ့ပုဂ္ဂိုလ်တွေတဖြည်းဖြည်းကံကောင်းလာကြဖြစ်တယ်
ဘာမှမရှိတဲ့ဘဝကကြွယ်ဝချမ်းသာတဲ့ဘဝရောက်လာတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အများကြီးမရှိတော့ထုတ်ဖို့ပြောလို့ရတယ်လောကကြီးမှာရှိတယ်တုံညဘဝကနေတက်ပြီးတော့ကြီးပေါ်တိုးတက်လာတဲ့ပုဂ္ဂိုလ်တွေဘယ်သူလှုပ်တာတော့ကိုယ်တိုင်လှုပ်တာမြတ်စွာဘုရားကိုယ်တိုင်ကစီးပွားဥစ္စာဖြစ်ထွန်းခြင်းလို့ရှင်ဘာလို့ဥဋ္ဌာဏသမ္ပရာသူများတဲ့တက်တက်ကြွကြွကြိုးစားအထောက်မှုအဲ့ဒါနဲ့ပြည့်စုံအောင်ပဲလို့ဆိုရဲအဲ့ဒီဥဋ္ဌာဏသမ္ပရာဆိုရဲကြိုးစားရမယ်ဆိုတဲ့ထဲမှာကြိုးစားရုံတက်တက်လဲလားတက်တက်လားလုံလဝိရိယတစ်ခုတည်းလားလို့ဆိုမဟုတ်ပညာအမြော့မြင်နေအကူအညီတွေများစွာပါလွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောထားတဲ့တရားစဉ်းစားကြည့်ဥဋ္ဌာဏသမ္ပရာလို့ဆိုတဲ့ထဲမှာဘာတွေပါတော့ဆိုတက်ခလုပ်ငန်းကျွမ်းကျင်မှုပါရမကျွမ်းကျင်မဲ့နဲ့ကြိုးစားရင်တော့ရမှာမဟုတ်ဘူးဒါကြောင့်လုပ်ငန်းကျွမ်းကျင်မှုဆိုပါဠိစကားလုံးကတက်ခမြန်မာလိုပြရင်လုပ်ငန်းကျွမ်းကျင်မှုကျွမ်းကျင်လိမ့်ပါတယ်လို့ပြောအဲ့တော့လုပ်ငန်းကျွမ်းကျင်ပြီးတော့ဘာလိုအပ်တော့လို့ဆိုတဲ့အခါဥပါယဝိမန္တာဥပါယဆိုတာနိလန်းဝိမန္တာဆိုတာစူးစမ်းဆင်ခြင်တတ်တဲ့အသိပညာအဲ့တော့အဲ့ဒီစကားလုံးတစ်ခုကိုခေတ်စကားလုံးနဲ့ပြန်လိုက်လို့ရှိရင်ဤပညာ technology ကိုပြောတာကြိုးစားအထုတ်တယ်ဆိုတဲ့အခါ technology ဤပညာရှိဖို့လိုအပ်တယ်အဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2600ကဟောခဲ့တဲ့တရား technology ဤပညာရှိရမယ်ဟောနောက်တစ်ခုကဘာတော့ဆိုရင်အနာဂတ်အပြင်းမထူဘူးဆွဲကောင်းတယ်အလံကာတုံအလံတဝိဒ္ဓတုံမိမိကိုယ်တိုင်လုံနိုင်စွမ်းရှိတယ်သူတော်ဘာကိုလည်းစီမံခန့်ခွဲတတ်တယ်တဝိဓာဏဆိုစီမံခန့်ခွဲကဏိခေတ်မှာလူတွေဟာစီမံခန့်ခွဲတဲ့ပညာရှိတာမဟုတ်ဘူးမြတ်စွာဘုရားလက်ထက်မှာလည်းစီမံခန့်ခွဲမှုပညာရှိသို့သောအနောက်တိုင်းပညာရက်တွေကမြန်မာနိုင်ငံကိုလွှမ်းမိုးထားသည့်အတွက်ကြောင့်ဘုရားရဲ့အဆုံးအမတရားတော်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးပဲလို့လူတွေကထင်ကြမဟုတ်ဘူးမြတ်စွာဘုရားရဲ့တရားတော်တွေဟာနိဗ္ဗာန်ရောက်ကြောင်းတရားကြီးမဟုတ်ဘူးစီဝါဥစ္စာဘယ်လိုရှာရမယ်ဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေပြီးညွှန်ကြားပြသထားတာဖြစ်တယ်သို့သောမတရားစီးပွားရှာတာမျိုးတော့မြတ်စွာဘုရားပြောတာမဟုတ်ဓမ္မလတ္ထဓမ္မစီဝီဓမ္မလမ်းကြောင်းအတိုင်းဥပဒေပေါင်းတွင်းကလို့ဆိုလို့ပေါ့ခုခေတ်လို့ပြောလို့ဆိုဥပဒေပေါင်းတွင်းကစီးပွားရှာတယ်ဥပဒေပေါင်းတွင်းကလုံးလုံးတယ်ဓမ္မဆိုတဲ့ကိုချစ်တရားမပြပြတဲ့လမ်းကြောင်းကနေပြီးတော့ပညာရှာကြစီးပွားဥစ္စာရှာကြဒါမို့သေထာဝက္ခိတေဟိဆိုတာအလုပ်ကြိုးစားတာကိုပြောချွေးထွက်တာမထွက်တာပြောတာပေါ့သို့သောစာပေကျမ်းကမှာချွေးထွက်အောင်လုပ်ရတယ်ချွေးထွက်အောင်လုပ်မှအလုပ်လို့ဒီလိုပြောတာမဟုတ်ဘူးနားလည်ရမှာကအလုပ်ကြိုးစားတာပြောတာသေထာဝက္ခိတေဟိချွေးထွက်အောင်လုပ်လို့ဓမ္မိကေဟိဓမ္မလတ္ထေဟိဥဋ္ဌာဏဝိရိယဓိကတိလောလဝိရိယဆွမ်းအားနဲ့ရထားတဲ့ပစ္စည်းလို့ဟောမြတ်စွာဘုရားကစီးပွားဥစ္စာကျိုးတိုးတက်ကြီးပွားဖို့အတွက်ဒါတွေကိုဟောကြားခဲ့တာပဲဖြစ်တယ်ပေါ့ဒါကြောင့်စီးပွားဥစ္စာတိုးတက်ခြင်းဆိုတဲ့ကံကောင်းမှုအတွက်ကိုယ်တိုင်ကြိုးစားအထောက်အမယ်ဒီစာတကမှာလည်းဒါကိုပဲရည်ညွှန်းထားတာဖြစ်တယ်ယောစာပိလူတယောက်ဟာကံကောင်းခြင်းနဲ့ဆိုရင်တီတေအထဝါပိအောင်တွေပူတယ်အေးတယ်တွေထက်မတွက်တယ်ဝါဒတပေလေဘူးနေဘူးတွေရှိနေသေးတယ်ဒန္တ
တရိတပိစမတည်ခြင်းတွေပေါ်တယ်ဆိုတာလေခုတံပိပဒံဘိုက်စားတယ်ရင်ငတ်တယ်ဆိုတာလေအဘိဘုံယတပ္ပံအဲ့ဒီတမ္မန်ဒီခံစားချက်လေးဒုက္ခလေးတွေကိုယ်တဏ္ဍမှာဖြစ်တာလေးဒီအားလုံးကိုကြော်လွှားလိုက်ပါဒါတွေကိုအလေးမထားပဲနဲ့ရတ္တိဒီဝနေယောညပါတတတံနိယုတ်တော်အမြဲတမ်းကြိုးစားအားထုတ်တယ်ဒါအောင်မြင်ချီးပွားခြင်းရဲ့အကြောင်းမကြိုးစားရင်တော့မရဘူးဆိုတာဒါသိချာအဲ့ဒီမှာကာလကတင်္စနဟာပိတိအဋ္ဌအချိန်ခါနဲ့ခေတ်အလိုက်အချိန်အလိုက်အကျိုးစီးပွားတွေမရရအောင်ကြိုးစားအားထုတ်တယ်အချိန်ခါပေးမှလည်းအလုပ်လုပ်လို့ရတယ်လေအချိန်ခါ opportunity လို့ဆိုတဲ့စကားလုံးရှိအခွင့်အာဏာခိုင်လေးမှာအလုပ်ဆိုတာလုပ်ကြစီးပွားရေးဆိုတာလည်းအများကောင်းနေတာမဟုတ်ဘူးအဲ့တော့ကောင်းတဲ့ခိုက်တန့်လေးမှာကြိုးစားအထုတ်တယ်ကိုယ့်ရဲ့လုံလဝိရိယလျော့ပါမှုကြောင့်မရလိုက်တာမျိုးမဖြစ်ရအောင်ကြိုးစားတယ်ကာလကတင်္စနဟာပိတိအဋ္ဌအချိန်ကြလာတဲ့ကိုယ့်အတွက်ဟုတ်လားခေတ္တခုရလာတဲ့အချိန်လေးမှာကြိုးစားအထုတ်တယ်အောင်မြင်ကြီးပေါ်အောင်ကြိုးစားအထုတ်တယ်ဒါကတစ်ချက်ပဲကံကောင်းဆိုကြိုးစားအလိုကြိုးစားရင်ကံကောင်းတယ်ဒီလိုဆိုလိုတာပေါ့အဲ့တော့ကြိုးစားဆိုတဲ့အချိန်မှာခုနပြောသလိုပဲကြိုးစားမှုနဲ့တွဲဖက်လာရမှာဘာလို့ဆိုလို့ရှိရင်ဒီပညာတို့လုပ်ငန်းကျွမ်းကျင်မှုတို့ကိုယ်တိုင်လုပ်ကိုင်နိုင်မှုစီမံခန့်ခွဲတတ်မှုအသိပညာတွေပဲဒါကြောင့်မလို့စီးပွားရေးပညာတွေသင်ကြားရတဲ့လူတွေဟာတချို့ကအလုပ်ကြိုးစားတာကိုလောဘကြောင့်လို့ထင်တယ်လောဘမဟုတ်ပါဘူးအလုပ်ကြိုးစားလို့အောင်မြင်လာတယ်ဆိုတာလောဘကြောင့်အောင်မြင်တာမဟုတ်ဘူးဝိရိယနဲ့ပညာကြောင့်အောင်မြင်တာဖြစ်တယ်ပေါ့လောဘကြောင့်အောင်မြင်တယ်လို့ဆိုရင်ဘာပညာမှသင်เสียမရှိမလို့ဘူးမွေးတယ်လောဘပါနေတာတော့ပညာသင်ရတယ်ဆိုကြတဲ့ကလုပ်ငန်းတစ်ခုအောင်မြင်ဖို့အတွက်ပညာသင်ရတယ်စီဝါရေးပညာသင်ရတယ်စီဝါရေးနဲ့ဆက်နွယ်တဲ့ပညာတွေသင်ရတယ်ခဏခေတ်ဆိုပို့များလာတယ်အဲ့တော့လုံကျိုးစားနိုင်မှုအတွက်ဒီကနေ့ခေတ်မှာဆိုရင်ဘယ်လောက်ထိအောင်ပံ့ပိုးလာတော့ဆိုမြတ်စွာဘုရားဟောကြားဆုံးမခဲ့တဲ့တတိပဌာန်ကျင့်စဉ်က mindfulness တောင်စီးပွားရေးထဲမှာထည့်ထားစီးပွားရေးအောင်မြင်ကြီးပွားဖို့အတွက် mindfulness လေ့ကျင့်ခန်းလုပ်ရမယ်လို့ခဏခေတ်မှာနောက်တိုင်းမှာခေတ်စားတာအဲ့တော့မြန်မာနိုင်ငံမှာရှိတာတွေသွားပြီးတရားအထုတ်တဲ့ဟာမျိုးဒါရဲ့တန်ဖိုးကိုအနောက်တိုင်းလူတွေသိလာတဲ့အခါမှာနိဗ္ဗာန်ရဲ့အကြောင်းတရားအနေနဲ့အသုံးမချပဲနဲ့စီးပွားရေးမှာတော့အသုံးချလူမှုရေးမှာအသုံးချအဲ့တော့မြတ်စွာဘုရားရဲ့တရားတော်ဟာနိဗ္ဗာန်ရောက်ဖို့တောင်စွမ်းဆောင်နိုင်မှာတော့အခုလို့ကံကောင်းပြီးစီးပွားဥစ္စာတွေတိုးတက်ဖို့တော့ဘယ်မှာမစွမ်းဆောင်နိုင်လဲဒါတာမန်ကိစ္စလေးပဲနိဗ္ဗာန်ရောက်ဥစ္စာအလွန်ခဲရင်လေအဲ့ဒါတောင်စွမ်းဆောင်နိုင်မှာတော့တာမန်ကိစ္စလေးတွေအောင်မြင်နိုင်တာပေါ့ဒါကြောင့်သူတို့စီပါဆိုရင်လူတွေဟာငွေကြေးတနာအကုန်ကြခံပတ်စံများစွာပေးပြီးတော့ဒီပညာရပ်ကိုစီးပူအားထုတ်ဘာလဲလို့ဆို mindfulness အဲ့ဒီ mindfulness ဆိုတာတတိပဌာန်ကျင့်စဉ်ကိုပြောတာမြတ်စွာဘုရားကလေ့ကျင့်မှုရဟောထားတယ်ကိုရှေ့ကိုရွှေ့ရင်လေတတိနဲ့ရွှေ့တမ္ပစဉ္ညာနဲ့ရွှေ့
တတိနဲ့အတိနဲ့ရွှေ့နောက်ကိုဆိုရင်လည်းတတိနဲ့အတိနဲ့လက်ကွေးခြေဆန်းလုပ်တဲ့အခါလည်းတတိနဲ့အတိနဲ့အဝတ်စားပြင်ဆင်ဝတ်တဲ့အခါမှာလည်းတတိနဲ့အတိနဲ့ဥခွဲပကံစသည်ကင်တွယ်တဲ့အခါမှာပကံခွဲရောက်စသည်ကင်တွယ်တဲ့အခါမှာတတိနဲ့အတိစားတဲ့တောက်တဲ့အခါမှာလည်းပဲတတိနဲ့အတိနောက်ဆုံးမှာတွိုင်းလဲဝင်တဲ့အချိန်ထိအောင်မြတ်စွာဘုရားဥစ္စာရပတ္တဝံကမိတမ္မသနာကာတိတတိနဲ့အတိနဲ့တော့အဲ့ဒီ mindfulness လေ့ကျင့်ခန်းဆိုတာမဟာသတိပဋ္ဌာန်သုတ်မှာမြတ်စွာဘုရားဟောတယ်အဲ့ဒါကိုနောက်တိုင်းကလူတွေကပညာရဲ့တစ်ခုအနေနဲ့ business မှာအခုကသုံးချနေကြနော်အဲ့တော့လည်းသတိထားကြဖို့ပေါ့နော် business မှာသုံးချတယ်ဘုန်းကြီးတို့ကိုရီးယားနိုင်ငံရောက်တော့ကပြီးတော့မှသင်တန်းပို့ချတဲ့အခါတက္ကသိုလ်က University ကဆရာမတွေလာတက်ပြီးတော့တနေ့ကို4ယောက်လောက်ရွေးချယ်ပြီးတော့တီးခြားတွေ့ဆုံတွေ့စီစဉ်ပေးထားအဲ့ဒီမှာသူတို့မေးကြည့်တယ်တက္ကသိုလ်မှာဘာသာရပ်တွေသင်တယ်လဲလို့ဆိုဆရာမတဦးကပြောတယ်သူပို့ချတာ MBSR တဲ့ MBSR ဆိုတာဘာလဲမေးလို့ mindfulness based stress reduction ဆိုလိုတာကတတိကျင့်စဉ်ကိုခြေခံပြီးတော့စိတ်ဖိစီးမှုကိုလျှော့ချတဲ့နိလန်းကိုသင်ပေးတာပါဒါတတိပဋ္ဌာန်နော်ခရစ်ခေတ်မှာတော့အဲ့ဒီတဲ့တောင်ပိုးလာပြီးတော့အလုတ်ခွင်သွားတော့မယ်ဆိုလို့ရှိရင်7မိနစ်15မိနစ်မိနစ်20နာရီဝက်လောက် mindfulness လေးလုပ်ပြီးတော့မှအလုတ်ခွင်ဝင်ကြပို့ပြီးတော့အလုံးလုပ်တဲ့အခါမှာ decision ဆုံးဖြတ်ချက်ချတဲ့အခါပို့မှန်ကန်တယ်လို့ပြောတယ်စိတ်ရှုပ်ထွေးပြီးစိတ်လေးနေတဲ့ပုဂ္ဂိုလ်တယောက်ရဲ့အပြောဆိုဆုံးဖြတ်ချက်တွေဟာလွဲမှားမှုရှိတယ်ဒါကြောင့်မို့ mindfulness လုပ်ပြီးမှဆုံးဖြတ်လို့ရှိရင်ရာခိုင်နှုန်းတော်တော်များများမှန်ကန်တယ်လို့ယုံကြည်တာကြောင့်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေဟာကံကောင်းမှုစီဝါဥစ္စာတွေတိုးတက်ဖို့အောင်မြင်ကြီးပွားဖို့အတွက်တကယ်အရေးကြီးတဲ့အခြေခံကြောင်းတွေပဲဒါကြောင့်မို့နံပါတ်1ကတော့အလုပ်ကြိုးစားခြင်းဟာကံကောင်းခြင်းအကြောင်းတစ်ခုပဲဒီလိုဆိုရင်နော်လုပ်ကြိုးစားကိုလုပ်တဲ့အလုပ်တစ်ခုကြိုးစားဆိုတဲ့အချိန်မှာခုနပြောတဲ့အတိုင်းလေ့မှကျွမ်းကျင်အောင်စာရီဖတ်ရမယ်ဘောဓုတ္တတွေရှားမယ်တုတ္တတွေစီးပူရမယ်အဲ့ဒီတုတ္တဆိုတာပညာမဟုတ်သေးဘူးလူတွေကတုတ္တပညာလို့ထင်နေသေးတယ်တုတ္တဆိုတာအကြောင်းချင်းရာတွေသင်ယူရသင်္นานတွေတက်ပြီးတော့သင်တဲ့လောကဘောဓုတ္တတွေအဲ့ဒီတုတ္တတွေများများမှတ်မိပြီးတဲ့အခါအဲ့ဒီတုတ္တပေါ်မှာအခြေခံပြီးတော့စဉ်းစားတွေးခေါ်လို့သိလာတဲ့အတိအမှပညာလို့ပြောခေါ်တယ်တုတ္တနဲ့ပညာကွဲဖို့လိုတယ်လောကလူတွေဟာပညာသင်တယ်လို့ပြောတာပညာသင်လို့ကြားတဲ့ဟာမဟုတ်ဘူးသင်တာပါသင်တာတော့တုတ္တကိုသင်တာပို့ချပေးတဲ့ပုဂ္ဂိုလ်ကလည်းတုတ္တကိုပဲပို့ချပေးတယ်အဲ့ဒီပို့ချပေးတဲ့တုတ္တကိုအခြေခံပြီးတော့စဉ်းစားဆင်ခြင်ပြီးဝေဖန်သုံးသပ်ဆုံးဖြတ်တဲ့အသိဉာဏ်ကြတော့မှပညာလို့ခေါ်တာအဲ့တော့တုတ္တများများရှိဖို့လိုတယ်အဲ့ဒီတုတ္တရှိဖို့ဘာလို့အောင်သုတ်တူတာတုတ္တဝတ္တနေသိကျင်တဲ့စိတ်အရေးကြီးဆုံးသိကျင်တဲ့ဆန္ဒသင်ယူကျင်တဲ့ဆန္ဒဘာပဲဖြစ်ဖြစ်လေ့လာကျင်တဲ့ဆန္ဒလုပ်ငန်းနဲ့ပတ်သက်တဲ့အလုပ်တွေကျွမ်းကျင်လိမ္မာအောင်သိကျင်တဲ့ဆန္ဒစီပူအားထုတ်တယ်ဒီပညာတွေသိအောင်ကြိုးစားတယ်တုတ္တံပညာယဝတ္တန
အဲ့ဒီသုဒ္ဓတွေဟာသိပညာတိုးပွားဖို့အတွက်ဖြစ်တယ်။ဒါဝသုဒ္ဓဘောမှာအခြေခံမှပညာရပညာရအထံသာနာတိအဲ့ဒီအသိပညာကမှအကြောင်းအကျိုးအကောင်းဆုံးအမှန်ကန်သိတာဖြစ်တယ်ပေါ့။ဒါကြောင့်ရှေးဥစွာသင်ယူရမှာသုဒ္ဓဘောမှာအခြေခံပြီးတော့စဉ်းစားဆင်ခြင်တွေးခေါ်ရမှာကဆက်လက်လုပ်ရမယ့်ကိစ္စတစ်ခုအဲ့တော့ပညာကိုတိုက်ရိုက်သင်လို့ရတာမဟုတ်ဘူးသုဒ္ဓမြတ်ရအောင်ကြိုးစားဒါမို့38ဖြာမင်္ဂလာထဲမှာလည်းဘာဟုတ်သစ်သင်္စသိပ္ပင်းစဆိုတာဒီထက်သွင်းထားတာအကြောင်းမဲ့မဟုတ်ဘူးအမှန်တမ်းအရေးပါကိုလုပ်တဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ကြွကျင်လိမ္မာမှုဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့ကြောင်းရာတွေစီးပူအထောက်ရမယ်စာရိဖတ်ရမယ်ဒီလိုဆိုလို့အဲ့တော့ဒါအခြေခံအဖြစ်အရေးကြီးတဲ့ချက်အေးကံကောင်းခြင်းဒါတွေလောက်အောင်ဒါတွေရှိမှကံကောင်းတယ်လို့သူပြောဒီတိုင်းထိုင်ပြီးတော့ဆူတောင်းနေလို့ကံကောင်းလာမယ်ဆိုရင်တော့ဘာမှမလုံးနဲ့ထိုင်တာဆူတောင်းနော်ထမင်းတောင်စားပါဘူးလောကလူတွေကလွယ်လွယ်နဲ့ရတာကိုကျင့်တတ်ကြထုံးစံလွယ်လွယ်နဲ့ရတာအုံနောက်၆ခံပြီးတော့စဉ်းစားရမှတွေးခေါ်ရမှကြတော့ပြင်းတယ်လို့ပြောတယ်ပြင်းတယ်ဆိုတာစိတ်ဝင်စားခြင်းတစ်မျိုးပဲအေးအဲ့ဒီလိုမပြင်းမဲ့နဲ့ကြိုးကြိုးဆန်းဆန်းဆင်ញင်စဉ်းစားတတ်တဲ့ပုဂ္ဂိုလ်တရားဟာထူးချွန်ထက်မြက်လာပြီးတော့ကြီးပွားတိုးတက်လာတဲ့ပုဂ္ဂိုလ်ပဲဖြစ်အဲ့ဒီပုဂ္ဂိုလ်ကြီးပွားတိုးတက်လာတာလက်ခိသို့မဟုတ်ကုလလက်ကီးကောင်းလာပြီဒီလိုပြောကံကောင်းလာတယ်အဲ့တော့ကံကောင်းမှုရအတွက်ဒါအခြေခံအကြောင်းတစ်ခုအနေနဲ့ဟောတာဟောနောက်ထပ်ဘာတွေလိုအပ်သေးတော့အကောဒနောမိတ္တဝါစာကဝါဒေါသမကြည့်ရဘူးပေါင်းတဲ့ဆက်ဆံနေအလုပ်လုပ်တယ်ဆိုတာအများနဲ့ဆက်ဆံပြီးတော့လုပ်တယ်အဲ့ဒီကြအကောဒနောစိတ်တူတတ်သူဒေါသကြီးတတ်သူမဖြစ်ရဘူးစိတ်ရှိရမယ်သိခံရမယ်နော်အကောဒနောဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ဒေါသကြီးလို့ရှိရင်သူဟာဝိဆွေရဖို့ခဲနေပေါ့ဒါကြောင့်အကောရနောဒေါသမရှိတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့လိုတယ်အောင်မြင်ကြီးပွားဖို့အတွက်ဒေါသကိုချုပ်နေနိုင်ရမယ်နောက်တစ်ခုကမိတ္တဝါမိကောင်းဆွေကောင်းရှိရမယ်လောကမှာကိုမလုံးနိုင်တာလည်းရှိသို့မဟုတ်လိုအပ်တဲ့အကြံဉာဏ်တွေပေးတဲ့ပုဂ္ဂိုလ်ဆိုတာရှိတယ်မိတ်ဆွေအပေါင်းအသင်းဆိုတာဘုရားမှာအရေးကြီးတယ်မိတ်ဆွေအပေါင်းအသင်းရှိရအဲ့ဒီမိတ်ဆွေအပေါင်းအသင်းများများချင်းကုလုပ်ငန်းအောင်မြင်မှုအတွက်အကြောင်းတစ်ခုပဲဒါမှမိတ္တဝါတယောက်နဲ့ယောက်တငယ်ချင်းရှိတာကိုမိတ္တဝါလို့ခေါ်တာမဟုတ်ဘူးမိတ်ဆွေတွေပေါင်းသင်းတွေအများကြီးရှိတဲ့ပုဂ္ဂိုလ်ဆိုလို့မိတ္တဝါအဲ့တော့မိတ်ဆွေရှိဖို့ဆိုတာဘာလဲစာခဝါရေရောဖို့လည်းလိုသေးတယ်မြတ်စွာဘုရားတောင်းစီအောင်ဟောတာစိတ်မတူရင်ခင်မင်တဲ့လူတွေမိတ်ဆွေတွေပေါ်လာအဲ့ဒီမိတ်ဆွေပေါ်လာတဲ့အခါမှာနှမျောတင့်တယ်နေတဲ့ပုဂ္ဂိုလ်နဲ့ဘယ်သူမှလည်းမတွေ့ဘူးဒါကြောင့်စာကဝါကိုတယောက်လည်းသာသုံးမယ်ဒီလိုမဟုတ်ဘူးကုညီဖို့ရမနေဘူးကုညီတတ်တယ်ပယတပါဏိဆိုအသင်ဆေးကြောထားတော့လက်ရှိတယ်လို့ဒီ helping hand ဆိုတာပြောတာနော်ကုညီတဲ့လက်ကုညီတဲ့လက်ရသော်ဗျာသုံးတဲ့စကားလုံးကတော့ပယတပါဏိကုညီတဲ့လက်လို့မသုံးပဲနဲ့ဆေးကြောထားတဲ့ဖြူစင်တဲ့လက်လို့ဒီလိုသုံးလက်ဟာညစ်ပေနေလို့ရှိရင်တစုံတစ်ခုပေးဖို့မဖြစ်ဘူး
ဒါကြောင့်မို့လဲဟာအမြဲတမ်းတန့်ပြတ်နေတဲ့လက်ရှိသူအပိကံရေရောသူတန့်ပြတ်နေတဲ့လက်ရှိရက်ဆက်တဲ့ပုဂ္ဂိုလ်ရဲ့လက်ကြတော့လောဟိတပါဏိသွေးဆုံးသောလက်ရှိသူဒီလိုသုံးနေစာပေကြအောင်နော်အသုံးလေးတွေကအဲ့ဒီပုံစံတော့စာခဝါစွန့်ကြဲမှုကုညီမှုဒါတွေရှိတယ်တဲ့နှမျိုးတွန့်တို့ချင်းမရှိဘဲနဲ့ကုညီပေးတတ်တယ်သီလူပပံတော့ကိုချင်းတရားကောင်းတယ်သီလဆိုတာနှုတ်ကိုလည်းစီကံတကြစကားပြောရင်လည်းစီကံနဲ့ပြောတယ်အလုံးလုံးလုပ်တဲ့ကိုရီးလေးအောင်လုပ်တဲ့အလုပ်တွေရောလည်းပဲစီကံပေါအောင်တွင်ကလုပ်တယ်ဥရိဆန့်ကျင်တဲ့အလုပ်တွေကိုမလုပ်ဘူးဟောဒီလိုဆိုလို့ကိုကျင့်သီလနဲ့ပြည့်စုံတယ်ကိုကျင့်သီလဆိုတာကောင်းတဲ့တရားတွေအခြေခံတွေထိန်းထားနိုင်တဲ့စွမ်းအားရှိတဲ့စီကံကိုခေါ်တာတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကာယကံအမှုဝစီကံအမှုကိုအပြစ်ကင်းအောင်ထိမ့်သိမ်းဆောက်ရှောက်တာသီလကိုခေါ်အဲ့ဒီသီလဖြစ်ဖို့ရအတွက်အရေးကြီးဆုံးကဘာလို့ဆိုရင်အရှက်နဲ့အကြောက်ဟိရိနဲ့မတူပါဒါဝသီလဆိုတာဟိရုတ္တပပဋ္ဌာနာဟိရိဥတ္တပရှိရမယ်ဟိရိဆိုတာကိုယ်သိက္ခာကိုထိန်းတာဥတ္တပဆိုတာပတ်ဝန်းကျင်ကိုလေးစားတယ်ကိုယ်သိက္ခာလည်းကိုထိန်းရမယ်ကိုယ်ကိုလူကြီးလူကောင်းလူတော်လူကောင်းဖြစ်တတ်မှတ်နိုင်တာဟိရိပတ်ဝန်းကျင်ကိုလေးစားမဲ့ပုဂ္ဂိုလ်တွေကိုလေးစားဥတ္တပဒီလိုဆိုတာခဏခေတ်မှာတော့ဥတ္တပမရှိတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လဲအိုင်ဒုတ်ကဲလောက်လာတယ်ပေါ့နော်ဘုသူကယူဆိုင်ရမှာတော့ဖြစ်လာအဲ့ဒီပုဂ္ဂိုလ်ကတော့သီလမရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်နောက်ဘုသူကယူဆိုင်ဘူးလို့ချင်တာလုပ်မယ်ဆိုအဲ့ဒီလိုမဖြစ်စေရဘူးတဲ့ပတ်ဝန်းကျင်ကိုလည်းလေးစားရမယ်ကိုယ်သိက္ခာကိုလည်းကိုလေးစားရမယ်အဲ့ဒီကိုယ်သိက္ခာကိုကိုလေးစားခြင်းပတ်ဝန်းကျင်ကိုလေးစားခြင်းဆိုတဲ့ဒီဟိရိနဲ့ဥတ္တပရှိလို့ရှိရင်သီလနဲ့ပြည့်စုံပါလေတဲ့ဒီလိုပြောတာအဲ့တော့သီလရှိရဒါရှိဖို့လူဆိုတာ human dignity ဆိုတာဟိရိနဲ့ဥတ္တပပြောလူတွေရဲ့ဂုဏ်သိက္ခာဆိုဒီမှာဟိရိဥတ္တပပေါ်မှာအခြေခံထားတာဖြစ်တယ်အရှင်းကြောင့်တရားမရှိတော့ဘူးဆိုရင်လူရဲ့အဆင့်ကရှော့ကျသွားမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားလောကပါဠတရားလို့ခေါ်တယ်လူလောကကြီးကိုကာဝယ်ဆောင်ရှောက်ပေးနေတာဟိရိနဲ့ဥတ္တပပဲဖြစ်တယ်လို့ဒီလိုဟောတာဒါကြောင့်မို့သီလူပပံတော့ကိုချင်းသီလနဲ့ပြည့်စုံတယ်ဆိုတာအရှက်ကြောင့်ရှိတဲ့ပုဂ္ဂိုလ်မျိုးပဲဒီလိုဆိုနော်အတ္တထောစုပုတောအတ္တထောဥစုပုတောတထဆိုတာဟန်ဆောင်တတ်တဲ့ပုဂ္ဂိုလ်တထကိုမရှိဘဲနဲ့ရှိရအောင်ဟန်ဆောင်တယ်ကိုချင်းသီလမရှိဘဲနဲ့ရှိကြအောင်ဟန်ဆောင်ပန်ဆောင်မှုကင်းတဲ့ပုဂ္ဂိုလ်အတ္တထလို့ခေါ်တယ်စာပေမှာမြန်မာလူပြန်တဲ့အခါမှာတော့စာပေကျမ်းကနေမှာကောက်ချစ်စင်းလဲတာကိုတထကောက်ချစ်စင်းလဲမှုမရှိဘူးလို့စင်းလဲတယ်ဆိုတဲ့စကားလုံးကိုသုံးတယ်အဲ့တော့အများကဒါကိုနားလဲကြမှာနားလဲမှာရှင်းသုံးစကားလို့ဖြစ်တယ်ကောက်ချစ်တယ်စင်းလဲတယ်ဆိုတော့စင်းလဲတယ်ဆိုတာကိုမရှိတဲ့ခုံနဲ့ဟန်ဆောင်ပန်ဆောင်လုံးတတ်တာဆိုလို့ဆိုမရှိတာနဲ့ဟန်ဆောင်တာမျိုးမချမ်းသာပဲနဲ့ချမ်းသာရအောင်ဟန်ဆောင်တယ်ဒီလိုဟာမျိုးပေါ့နော်သီလမရှိဘဲနဲ့သီလရှိအောင်ဟန်ဆောင်တယ်မတတ်ဖဲနဲ့တတ်ရအောင်ဟန်ဆောင်တယ်အဲ့ဒီဟန်ဆောင်မှုလိမ်ညာမှုတွေတထလို့ခေါ်တယ်ဒီပုဂ္ဂိုလ်ဟာအဲ့ဒါလို့မဟုတ်ဘူးတဲ့ဥစုဘူတော်စိတ်ဓာတ်ဖြောင့်မတ်တယ်
ဥစုဆိုတာဖြောင်းတယ်လို့ပဲပြောတာကောင်းရိုးတယ်ဆိုလို့ရှိရင်ဗမာတွေကအဲ့နဲ့ပြောချင်နေကြသေးတယ်ခက်တယ်နော်ဒီလူကရိုးလိုက်တာဆိုရင်အဲ့လို့ပြောပြန်အဲ့တော့ဥစုကူတာဆိုဖြောင်းမှတ်တယ်ဖြောင်းမှန်တယ်ဒီအိဗယ်သုံးဟန်ဆောင်ပန်းဆောင်မလုပ်တတ်ဘူးဖြောင်းမှန်တယ်အဲ့ဒါလို့ဖြောင်းမှန်တဲ့ဂုဏ်ကြီးရှိလို့ရှိရင်လည်းကံကောင်းစေတတ်တဲ့တရားတစ်ခုပဲလူဟာအများနဲ့ဆက်ဆံလာပြီဆိုလို့ရှိရင်ဟန်ဆောင်ပန်းဆောင်ဘယ်တော့မှမလုပ်ဘူးဖြောင်းမှန်တယ်ဖြောင်းမှတ်တယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာကံကောင်းမဲ့ပုဂ္ဂိုလ်ပဲဒီရည်ချင်းတွေရှိကံကောင်းတယ်လို့သူပြောဒီချင်းတွေရှိရအဲ့ဒီထဲမှာကံကောင်းမှုအတွက်ဆုတောင်းတယ်ဆိုတာမပါဘူးဆုတောင်းတယ်ဆိုတာမပါဘူးကံကောင်းအောင်ရေရခြေတာလည်းမပါဘူးကံကောင်းမှုကိုယ်တိုင်လုပ်ရမယ်ပဲပြောနော်ဒီအချက်တွေနဲ့ပြည့်စုံလို့ဟောနောက်တစ်ခုကဘာတော့ဆိုရည်ချင်းဆိုတာတစ်ခုပြီးတစ်ခုလားသင်္ဃာဟကောတခိလောတဏဝါဆောသင်္ဃာဟကကုညီတတ်တယ်ဘယ်သူပဲဖြစ်ဖြစ်ခေါင်းပြောတယ် helping hand ကုညီတဲ့လက်အများရန်ရှိမနေတတ်ဘူးကုညီစရာရှိရင်သူများကိုကုညီတယ်တခိလဆက်ဆံရေးပြည့်ဖြစ်တယ်မိတ်ဆွေလိုပဲဘယ်သူပေါ်ပဲဖြစ်ဖြစ်တခိလမိတ်ဆွေစိတ်ဓာတ်နဲ့ဆက်ဆံနေပြည့်ဖြစ်တယ်တဏ္ဏဝါစာတိမ်မွေးတဲ့စကားမျိုးရင်ကျေးတဲ့စကားမျိုးပြောလို့ရှိရင်ရိုင်းဆိုင်တဲ့စကားမျိုးမပြောဘူးတဏ္ဏဝါစာရင်ကျေးတိမ်မွေးတယ်ဒီတဏ္ဏဝါစာဆိုတာဘုရားမအရေးကြီးတယ်ကိုင်းဝါဆိုကျင်နာတဲ့စကားဘုရားမထိရောက်တယ်လူမှုဆက်ဆံရေးမှာလောအရေးကြီးတယ်တာဝရိန္ဒနတ်တွေကတော့ပါပဲသူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ရဲ့အရေးချင်းကိုဖော်ပြတဲ့အခါတဏ္ဏံဒုဗ္ဗတိတံဝါစာတဏ္ဏဝါစာစကားပြောပြည့်ပြည့်တယ်နော်ရှင်ကျေးတယ်လိမ္မာတယ်ဆိုတာဂုဏ်ကြီးတစ်ခုပဲအဲ့တော့လူတွေမြန်မာလူမျိုးတွေလည်းပြောကြတယ်မုန်းစေခြင်းလည်းလက်နဲ့တည်းနော်ချစ်စေခြင်းလည်းလက်နဲ့တည်းပါဇက်ကိုပြောတာနော်ပါဇက်ကြောင့်လည်းမုန်းသွားတယ်ပါဇက်ကြောင့်လည်းဆိုလိုတာအပြောမတတ်လို့ရှိရင်မုန်းတာဒါမို့အပြောမတတ်တော့ဆဲတယ်လို့ဆိုအပြောတတ်ပြီဆိုတာဆိုလို့ပြောတတ်ပြီဆိုရင်လူချစ်လူကပေါ်များတယ်ဒီလိုဆိုပေါ့အဲ့တော့တဏ္ဍဝါစာကံကောင်းမှုအတွက်စကားပြောထက်ရရင်ကျေးလိမ္မာစွာတိမ်မွေ့နှူးညံ့စွာပြောထက်ရသူပြောလိုက်တဲ့အပြောပြောရင်ဟတ္တယင်ကမပောရိဘဟုဇနကန္တာဆိုတဲ့စကားလုံးနဲ့ဟတ္တယင်ကမရင်ထဲနှလုံးထဲရောက်သွားတဲ့စကားမျိုးခံမြင်တဲ့စကားမျိုးဘယ်တော့မှမပြောနဲ့ကန္နာဒုက္ခသူတော်ဘာနာချမ်းသေးစာမဲ့စကားမျိုးပဲပြောပါရသော်ဗျာရဲ့စကားပြောမှုနဲ့ပတ်သက်ပြီးတော့ကျမ်းဂန်လေးမှာဖော်ပြထားတယ်ယတာဝါစာနေလကန္နာဒုက္ခဘဟုဇနကန္တာဘဟုဇနမနာပါအများကြိုက်နေတဲ့နာချမ်းသာတဲ့စကားမျိုးပြောထားရမယ်ဒီလိုဆိုအဲ့ဒါဟာလည်းပဲကံကောင်းခြင်းအကြောင်းတစ်ခုပဲနှုတ်ချမ်းကိုချမ်းအာချမ်းရှာချမ်းနဲ့ကံကောင်းဖို့ဆုတောင်းနေဘယ်တော့မှရမှာမဟုတ်ဘူးကံကောင်းခြင်းတော့ရင်ကျေးလိမ္မာတဲ့စကားမျိုးပြောတတ်ဖို့လိုတယ်သူဆိုနောက်တစ်ခုကဘာတော့ဆိုမဟတပတ်တောပိနိဝတ္တဝုဋ္ဌိဘလောက်ပဲအောင်မြင်ကြီးပွားနော်အောင်မြင်ကြီးပွားမှုလူဆိုတာတခါလေကျတော့တွတ်တက်ကြီးပွားလာတဲ့အခါမှာအနေထိုင်လေးပြောင်းသွားတတ်တယ်မာနတွေတက်လာတတ်တယ်ကိုပေါင်းတင်နေကြမိတ်ဆွေတွေအပေါ်မှာဆက်ဆံရေးတွေကျဲလာတယ်နော်
မောက်မာလာတယ်ဒါမျိုးတွေဖြစ်လာတတ်တယ်ပေါ့နောက်ဆုံးမှာကိုမိသားစုကိုမိဘတောင်မှမောက်မာလာတယ်လူဟာအောင်မြင်ကြီးပွားလာဒါမို့ဒီမှာကံကောင်းမှုအတွက်မဟာတပတ်တော်ပြီးတကယ်ကိုကြီးပွားတိုးတက်တဲ့အဆင့်ရောက်လာတော့လည်းပဲနိဝါဒဝုဋ္ဌိမမနာဆိုရလေတွေမတိုက်ဘူးတဲ့ငြိမ်းနေတယ်လေတိုက်ရင်မငြိမ်ဘူးမလားတပင်နေဘုံတိုင်းကျဲလာအေးအောင်မြင်ကြီးပွားလာလို့ရှိရင်လည်းပဲနိဝါဒဝုဋ္ဌိနိဝါဒနိမာနမမနာတွေမရှိဘူးယခင်ကလိုပဲပြုံးပြုံးရှင်ရှင်ဘယ်သူနဲ့ပဲဆက်ဆံနိုင်တယ်ဟောဒီလိုဆိုလို့ပဲပေါ့ဒါလည်းအမှန်တမ်းအရေးကြီးတာမမနာတွေကြီးလာတဲ့ပုဂ္ဂိုလ်တယောက်ဆိုရင်လူတွေကဆုံးခွာတော့တယ်ဒါကြောင့်နိဝါဒဝုဋ္ဌိဂါရောစနိဝါဒောစဆိုတာမင်္ဂလာထဲမှာပါတယ်သူများကိုလေးစားမှကိုယ်ကိုလေးစားမှုခံရတယ်ကိုကမမနာခင်မှအများကိုယ်ဆက်ဆံတယ်ဒီလိုဆိုလို့ပေါ့နော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေဟာအလွန်ကြီးပါတဲ့ပုဂ္ဂိုလ်တွေအောင်မြင်မှုကိုရနိုင်တယ်ကြီးပွားတိုးတက်မှုတွေကိုရနိုင်တယ်ကံကောင်းစေတတ်တဲ့အနေအထားတွေပဲတော့ကံကောင်းခြင်းအဲ့ဒါတွေလုပ်ဖို့လူတွေကတော့ပြောကြတာပေါ့ good luck with you ကံကောင်းပါစေဆုတောင်းကြတယ်သို့တော့ဒီအခြေအနေတွေမရှိဘဲနဲ့ကံကောင်းမှုဆိုတာရမှာမဟုတ်ဘူးခုပြောရတဲ့အခြေအနေတွေကံကောင်းစေတတ်တဲ့အကြောင်းတရားတွေပဲလို့ဒီလိုမှတ်ဟောနောက်တစ်ခုကတော့အရေးကြီးတာစိတ်နေသဘောထားတည်ငြိမ်မှုစိတ်နေသဘောထားတည်ငြိမ်မှုလောကလူတွေဟာလောကရန်နဲ့ကြုံတွေ့လာတဲ့အခါကောင်းတဲ့လောကရန်ဆိုးတဲ့လောကရန်နဲ့ကြုံတွေ့လို့ရှိရင်လူတွေဟာရိမ့်ရိုင်သွားတတ်တယ်ပေါ့အဲ့ဒါလိုရိမ့်ရိုင်သွားပြီးတော့တုံးတဲ့တူလည်းပဲတစ်ဖက်သားလောကရန်ခံတဲ့အခါမှာအဖက်မတန်သလိုဆက်ဆံတာမျိုးတွေလည်းဖြစ်လာတတ်တယ်ပေါ့အဲ့ဒါလိုမရှိစေရဘူးတဲ့ဒါကိုဘယ်လိုညွှန်ပြတော့ဆိုယောစာပိမိတ်တေအထဝါအမိတ်တေတိထေတရိခေအထဝါပိခိနေအထံစရန္တံဝါအထအနတ္ထအာဝိရဟောသင်္ဃမေဝဝဋ္ဌိဒီစကားလုံးလေးကအမှန်တမ်းအဓိပ္ပာယ်ရှင်းတယ်ဆိုလိုတာဒီရှိမှာပဲဖြစ်စေ၊ကွယ်ရမှာပဲဖြစ်စေသင်္ဃဝတ္ထုတရား၄ပါးအတိုင်းလိုက်နာကျင့်သုံးတယ်လို့သူဆိုတယ်သင်္ဃဝတ္ထုတရား၄ပါးဆိုတာဘာလို့ဆိုဒါနပေကညင်လက်ဆောင်ပေးခြင်းပိယဝိဇ္ဇကျင့်တဲ့စကားကိုဆိုခြင်းအတ္တစရိယကိစ္စဝိဇ္ဇအကျိုးတရားကိုဆောင်ရွက်ပေးခြင်းတမဏတ္တတာကိုယ်နဲ့တန်တူထံဆက်ဆံခြင်းဆိုသင်္ဃဝတ္ထုတရား၄ပါးလို့ခေါ်တယ်လောကလူတွေဟာလူကတော့အမျိုးမျိုးရှိတာပေါ့တချို့ပုဂ္ဂိုလ်တွေကပေးတာကဏ္ဍမှာကြိုက်တဲ့ပုဂ္ဂိုလ်ရှိတချို့ကပေးတာကဏ္ဍကိုအဓိကမထားဘူးစကားကိုချိုးချိုးသားသားပြောတာကိုကြိုက်တယ်အေးတချို့ကလည်းအဲ့ဒါအရေးမကြီးဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းဝန်းကူညီတာဆောင်ရွက်တာကိုသဘောကျအေးတချို့ကလည်းအဲ့ဒါတွေဘာမှထဲမတွက်ဘူးကိုယ့်ကိုအထင်သေးအမြင်သေးနဲ့ဆက်ဆံမယ် look down လုပ်တယ်ပေါ့နော်အထင်သေးအမြင်သေးနဲ့ဆက်ဆံမယ်ဆိုရင်မခံနိုင်ဘူးတဲ့ဒါကြောင့်မို့ဒီသင်္ဃဝတ္ထုတရား၄ပါးဆိုတာဆက်ဆံရေး၄ရပ်ကိုမြတ်စွာဘုရားဟောကြားတာဖြစ်တယ်ဒီတရားကိုဆက်ဆံမယ်ဆိုလို့ရှိရင်နှမျောတွန့်တုံမှုကင်းရကိုယ်တိုင်းအတိုင်းတာတစ်ခုရပေးတယ်ကမ်းတယ်လက်ဆောင်ပစ္စည်းလေးတွေပေးဘာမှမတန်ပဲပေးမိဘတွေများသားသမီးကပ
ပေးလို့ရှိရင်ကောင်းတာဖြစ်စေမကောင်းတာဖြစ်စေကိုသားသမီးကပေးတယ်ဆိုရင်ဂုဏ်ယူကြနော်ဂုဏ်ယူပြီးတော့ပြောလို့မဆုံးမိတ်ဆွေတွေလည်းထို့တူအချင်းချင်းပဲဒါဘယ်သူကပေးထားတာဆိုဂုဏ်ယူကြတော့ပေးမှုကံမှုတွေပေးကမ်းခြင်းတွေအောင်မြင်အဲ့ဆိုတဲ့စကားလုံးကအလုံးပို့သိကြမှာပေါ့နော်ပိယဝိသစကားပြောတဲ့အခါမှာကျင်နာစကားပြောတတ်ဖို့လို့ရိုင်းရိုင်းဆိုင်ဆိုင်မပြောတတ်အတ္တစရိယာသူအကျိုးကိုဆောင်ရွက်ခြင်းသမဏတ္တတာကိုနဲ့ဓာနုထားခြင်းဆိုတဲ့သင်္ဃဝတ္ထုတရား၄ပါးအတိုင်းဘယ်လိုပုဂ္ဂိုလ်မျိုးတွေပေါ်မှာဆက်ဆံရမလဲပေါင်းသင်းရမလဲလို့ဆိုရင်မိတ်တီအထဝါအမိတ်တီမိတ်ဆွေပဲဖြစ်ဖြစ်ရန်သူပဲဖြစ်ဖြစ်နော်မခွဲခြားဘူးမိတ်ဆွေရန်သူမခွဲခြားပဲနဲ့ဆက်ဆံနိုင်တယ်တိထေတရိခေအထဝါပိဟိနေကိုယ်ရဲ့တာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူဆိုတာကိုယ်ရဲ့တာလို့ရှိရင်jealousy ဖြစ်နေတတ်တယ်အဲ့တော့ကိုယ်ရဲ့တာတဲ့လူပဲဖြစ်စေကိုယ်နဲ့ဓာန်တူပဲဖြစ်စေကိုယ့်ရဲ့အောက်တန်းကျနေတဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအားလုံးသင်္ဃဝတ္ထုနဲ့ဆက်ဆံနိုင်တယ်အထံစရန္တံအထဝါပိအနတ္ထကိုအကျိုးလိုလားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုအကျိုးမလိုလားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကတော့သူ့ရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်ပေးတယ်ဒါကံကောင်းခြင်းရဲ့အကြောင်းတရားပဲကိုနဲ့ကိုပတ်ဝန်းကျင်လောကကြီးမှာကိုတူးရဲနေတာမဟုတ်သည့်အတွက်ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆက်ဆံမှုမှန်ကန်တဲ့နည်းနဲ့ဆက်ဆံခြင်းအဖြစ်အဲ့ဒီပုဂ္ဂိုလ်ဟာနောက်ဆုံးမှာကိုယ့်ပေါ်မှာခင်မင်းလာတတ်တယ်ကိုအကျိုးမဲ့ကိုလုပ်နေတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကိုကမပြောင်းလဲတဲ့ကောင်းတဲ့အခြေအနေတွေနဲ့ဆက်ဆံထားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကနောက်ဆုံးမှာတောက်မခံနိုင်ပဲနဲ့သူလည်းကိုယ့်ပေါ်မှာပြန်ပြီးတော့ကောင်းလာမှပဲသိကြတယ်သူတို့ဆိုလိုတာပေါ့နော်ဒါကြောင့်မို့ကံကောင်းမှုအတွက်ဒါတွေကိုလိုက်နာကျင့်သုံးဖို့လိုအပ်တယ်တချို့ကတော့ရှေ့တော့ကောင်းတယ်၊ကွယ်ရကြအတင်းပြောတယ်ဆိုတာရှိသေးတယ်လေအဲ့ဒီရှေ့ကောင်းပြီးကွယ်ရအတင်းပြောတာမျိုးလည်းဘယ်တော့မှမလုပ်ရဘူးဒါရှောင်ရရှေ့နဲ့ကွယ်ရနဲ့လုံးဝတညီတည်းဖြစ်နေရမယ်ကိုဒီလိုဆိုလို့ရပေါ့ဒါကိုပဲထပ်တလဲလဲဒီအပြောဆိုတာလူတွေဟာဒီ communication ဆိုတာစကားပြောပြီးတော့ဆက်ဆံကြတာဟုတ်ဒါမို့လို့အပြောဟာအဲ့ဒါမှအရေးပါလို့ကံကောင်းမှုအတွက်အပြောကိုပဲထပ်တလဲလဲဖော်ပြနေတယ်လို့ဒီလိုပြောခေါနသိမ်မွေးတဲ့စကားလုံးပြောရမယ်လို့ဆိုထားပြီးတော့ဒါနဲ့တွေမလုံလောက်သေးလို့ဝါသံနဝိစာဖရုတံကရာစီမင်းရိုင်းဆိုင်ကြမ်းတမ်းတဲ့စကားမျိုးသူတို့ကမခံနိုင်တဲ့စကားမျိုးမင်းဘယ်တော့မှမပြောနဲ့ဘယ်တော့မှမပြောမိအောင်တတိထားလို့ဒီလိုဆိုနော်ဝါသံနဝိစာဖရုတံကရာစီပြီးဘယ်ခါပဲဖြစ်ဖြစ်ဝါသံဖရုတံကြမ်းတမ်းရိုင်းပြတဲ့စကားမျိုးနဝိစာမပြောပါလေနဲ့အပြောဟာအရေးကြီးဆုံးတူနဲ့တူဆက်ဆွဲတယ်ဆိုတော့အပြောနဲ့ပြောကြတာအပြောမတတ်ဘူးဆိုရင်မိတ်ဆွေရင်းချတောင်မှပဲကွဲသွားတတ်တယ်လေဒါကြောင့်မို့လို့ကျမ်းတဲ့စကားကိုပြောလိုက်လို့ရှိရင်ရင်ထဲမှာအောက်သွားတယ်အမေဖေးတွေဆိုရင်နည်းနည်းစကားလေးမာပြောရင်တော့မှပဲသူတို့ရင်ထဲမှာအောက်သွားတယ်သားသမီးကလေးတန်းမာလေးပြောရင်တော့မခံနိုင်ဘူးဒီထဲမှာအမေလုံနေတဲ့ပုဂ္ဂိုလ်တွေအဖေလုံတဲ့ပုဂ္ဂိုလ်တွေပါကိုသားသမီးကကိုယ့်ပေါ်မှာမာကြောလေးပြောလိုက်ရင်ထဲမှာအောက်မအောင်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့နော်အဲ့တော့ကိုလည်းမပြောမိအောင်နေရကိုမိဘပဲဖြစ်စေညီကိုမောင်နှမရဲ့ဖြစ်စေရင်ထဲမှာအောက်သွားစေတတ်တဲ့စကားမျိုးမပြောမိစေနဲ့ဒါသတိထားမယ်လို့ဆို
မတ္တတဇီဝတ္တသတ္တဟောတိဣတိတံယောအညတရံတပိတောကန္တာတိပစ္စတိအပပိညောသူများအကြောင်းကိုပြောပြီးဆိုတဲ့အခါအသက်ရှိထင်ရှားပုဂ္ဂိုလ်ပဲဖြစ်ဖြစ်တည်သွားတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အတင်းမပြောမိစေနဲ့တချို့ကလည်းတည်သွားတဲ့လူလိုက်အတင်းပြောဒီတော့တည်မှာပေါ့ဘာတွေလုပ်တာပေါ့ညာတွေလုပ်တာပေါ့နော်တည်တဲ့လူလည်းအတင်းပြောတာပဲအသက်ရှင်တဲ့လူသာအတင်းပြောခံရတာမဟုတ်ဘူးတည်သွားတဲ့လူလည်းအတင်းပြောခံရတာအဲ့တော့တည်သွားသူပဲဖြစ်စေအသက်ရှင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေအတင်းဖြစ်မပြောမိအောင်နေပါတဲ့လူတွေကအတင်းပြောတဲ့နှုတ်အကျင့်ကရှိတယ်အတင်းပြောတော့ပြီဆိုလို့ရှိရင်တော့ကြားပြီပြီလားအစနော်သူများကပြောမယ်ဆိုလို့ရှိရင်ဘာလို့ဘယ်လိုအပြင်ဘယ်လိုတော်တယ်လို့ဆိုရင်ဒါပေမဲ့မင်းမသိပါဘူးကွာဆိုတော့အတင်းပြောခြင်းပြီဆိုရင်ဒါပေမဲ့ဆိုတာလေးနဲ့လာတယ်သူလောကလူတွေရဲ့အတင်းပြောတဲ့အလေးအထားလူ၃ယောက်လူ၂ယောက်ထိုင်ပြီးတော့စကားပြောပြီးဆိုရင်ဘာပြောလဲဒီပြင်တယောက်အကြောင်းပြောကြတယ်သူတို့၂ယောက်အကြောင်းဘယ်တော့မှပြောဘူးသူများအကြောင်းပြောတာတတိယလူရဲ့အကြောင်းပြောနော်ဟုတ်မဟုတ်ကိုယ့်အကိုစဉ်းစားကြည့်လူ၂ယောက်ဆုံပြီးပြီဆိုရင်တင်းပြောပြီးပြောခြင်းလို့ရှိရင်ကြားပြီပြီလားအစဘာလဲဆိုတော့ပြောကြပြီအဲ့ကြအဲ့ဒါလို့နှစ်ယောက်သားအတင်းပြောပြီးတော့တယောက်ကအရင်ထမသွားနဲ့အဲ့ဒီထသွားတဲ့လူကိုကြံတဲ့လူကမေးထိုးကြံရတယ်သူလည်းတူတူပဲဘာထိုးထုံဆိုနော်ထသွားတဲ့လူကလည်းပဲကြံရတဲ့လူကိုတွေးကျင်တွေးနေမှာသူလည်းတူတူပဲအတင်းပြောရင်ကိုလည်းမလုပ်ဘူးနော်ဒါကြောင့်ဟိုအတင်းဖြင်းရှိလည်းမပြောနဲ့၊ကိုယ်ရလည်းမပြောနဲ့ဒီလိုဆိုတာဝါသန္တဝိဇာပရုတံကရာစီမတ္တတဇီဝတ္တသတ္တဟောတိဣတိတံယောအညတရံလဘိတောကန္တာတိမစ္စတိအပပိညောလောကတတိထားစရာအချက်တွေဘာလို့ဆိုလို့ရှိရင်လူဟာအောင်မြင်ကြီးပွားလာပြီဆိုလို့ရှိရင်အသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်တွေအသိပညာရှိတဲ့ပုဂ္ဂိုလ်မှမဖြစ်ဘူးတဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်တွေသို့မဟုတ်အသိပညာနည်းပါးတဲ့ပုဂ္ဂိုလ်တွေဟာဘာဖြစ်တတ်တုံးဆိုရထားတဲ့အခြေအနေပေါ်မှာမန်ရစ်လာတတ်တယ်အောင်ရင်ကြီးပွားမှုအောင်မြင်ကြီးပွားအောင်ကံကောင်းအောင်လုပ်တဲ့နည်းတွေကိုဟောပြီးတဲ့အခါအဲ့ဒါလို့ကံကောင်းအောင်လုပ်လာလို့ကံကောင်းလာပြီဆိုတဲ့အခါမှာလူဟာလက်ခီလို့ခေါ်တဲ့စီစဉ်ဥစ္စာတွေကြီးပွားတိုးတက်လာလို့จิตတည်ရှိလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဘဝကိုမေ့တာတတ်တယ်မစ္စတိဘဝကိုမေ့တာအဲ့ဒီနေရာမှာအရေးကြီးဆုံးကတော့ဘဝကိုမမေ့ပါနဲ့လို့ပြောချင်တာပဲကံကောင်းလုပ်တဲ့နည်းတွေပြောပြီးတဲ့အခါမှာအောင်မြင်ကြီးပွားလာလို့ရှိရင်တဲ့အဲ့ဒီအောင်မြင်ကြီးပွားမှုရတာကိုအခြေပြုပြီးတော့စဉ်းစားဉာဏ်နေပါတဲ့ပုဂ္ဂိုလ်တွေကမစ္စတိမန်ရစ်လာတတ်တယ်မန်ဆိုတာကိုယ့်အခြေအနေတစ်ခုရစ်မှုလာငါတော်တယ်ငါတတ်တယ်ငါအောင်မြင်တယ်ဆိုတဲ့ရင်မူးလာတာဖြစ်လာတတ်တယ်အဲ့ဒီရင်မူးမှုဟာသူ့အတွက်မဟုတ်တာလုပ်ဖို့အတွက်အန္တရာယ်ကြီးတစ်ခုဖြစ်လာပြီရင်မူးမှုကို၃မျိုးဖော်ပြထားတာရှိတယ်တခြား၃မျိုးကဘာလို့ဆိုယုပ္ပနမတ္တငယ်ရွယ်တဲ့ပုဂ္ဂိုလ်တွေကလည်းငယ်ရွယ်လို့မရစ်တယ်ရင်မူးတယ်အာရောချမတ္တကျမ်းမာလို့ရှိရင်လည်းကျမ်းမာမှုအပေါ်မှာမရစ်တယ်စီဝိတမတ္တအသက်ရှင်တဲ့ပုဂ္ဂိုလ်တွေကလည်းအသက်ရှင်မှုပေါ်မှာမန်ရစ်တယ်တဲ့တခြားမန်နေလည်းရှိတယ်အောင်မြင်ကြီးပွားလာတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအောင်မြင်ကြီးပွားမှုကိုအကြောင်းပြုပြီးတော့မန်ရစ်လာတယ်ဒီလိုဆိုလို့ပေါ့နော်
အဲ့ဒီမန်ရစ်မှုဟာပျက်စီးဆုံးရှုံးခြင်းအကြောင်းပဲအဲ့ဒီလိုမန်ရစ်တဲ့ပုဂ္ဂိုလ်လူတွေကမုန်းကြတယ်ဟုတ်လားအဲ့တော့ကံမကောင်းတွေပဲပြန်ရောက်သွားတယ်လို့ဆိုတယ်ကံကောင်းအောင်လုပ်ပြီးအောင်မြင်ကြီးပွားလာတဲ့အခါကံမကောင်းမှုမန်ရစ်မှုတစ်ခုတည်းနဲ့ဖျက်ချလိုက်တယ်လို့ဖြစ်သွားတယ်အောင်မြင်ကြီးပွားမှုတစ်ခုအစစရာအောင်မြင်ကြီးပွားလာပါလေရဲ့တန်းနဲ့နောက်ဆုံးမှာစဉ်းစားဉာဏ်အားနည်းပြီးတော့ကိုရထားတဲ့အခြေအနေတစ်ခုပေါ်မှာရစ်မှုသွားလို့ရှိရင်အဲ့ဒီဟာရတဲ့မြအောင်မြင်မှုတွေအကုန်လုံးပျက်စီးသွားနိုင်တယ်ဒါကိုတတိပေးပြီးတော့ဟောတာနော်တံဒိဋ္ဌရူပံဝိတ္တမံစရန္တအဲ့လိုပုဂ္ဂိုလ်မျိုးဟာတဲ့မစင်ပုံနာမကတ်တယ်လို့လူတွေကလည်းရှောင်ရမှာပဲအောင်မြင်ကြီးပွားမှုမစင်ပုံကိုရှောင်ကွင်းပြီးတော့တွားကြတယ်လို့မန်ရစ်ပြီးတော့ရှင်မှုမေးလျော်နေတဲ့ပုဂ္ဂိုလ်မိတ်ဆွေတွေကဆွန့်ခွာပြီးတော့တွားကြမှာပဲတို့ဆိုအဲ့ဒါကြောင့်မလို့ကံကောင်းတယ်ဆိုတာ lucky လို့စာထဲမှာရေးထားအဲ့တော့ကံကောင်းစေတတ်တဲ့အကြောင်းတရားတွေကိုမိမိကိုယ်တိုင်ပဲလုပ်ကြမှာဖြစ်တယ်ဒါကိုပဲရည်ညွှန်းပြီးတော့ပြောတယ်အတ္တနာကုရုတေလက်ခေအလက်ခေကုရုတတနာနာဟိလက်ခေအလက်ခေမှာအညောအညတကာလိဆိုလိုတာကံကောင်းအောင်လေမိမိကိုယ်တိုင်ပဲလုပ်တာပဲဖြစ်တယ်ကံမကောင်းအောင်လုပ်တာလည်းပဲမိမိကိုယ်တိုင်သာလည်းဖြစ်တယ်လူတယောက်ရဲ့ကံကောင်းမှုမကောင်းမှုတစုံတယောက်သောသူကလုပ်နိုင်တာမဟုတ်ဘူးလို့ကံကောင်းခြင်းမကောင်းခြင်းဟာကိုယ့်ပေါ်မှာသာမူတည်တယ်ဒီအချက်တွေဟာကံကောင်းစေတတ်တဲ့အကြောင်းတရားတွေလားဖြစ်တယ်လို့သီရိကာလကံဒီဆက်မှာဒီအချက်တွေကိုထိသွင်းပြီးတော့ဖော်ပြထားတာဖြစ်တယ်နော်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့နေ့စဉ်ဘဝမှာကံကောင်းခြင်းရတဲ့ပုဂ္ဂိုလ်တွေဖြစ်သည်အားလျော်စွာကံကောင်းမှုအတွက်တို့ဘာတွေရှိရမလဲဘာတွေလုပ်ရမလဲဆိုတာရှင်းရှင်းလင်းလင်းသိရှိပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမရရှိပြီးတဲ့အခါမိမိတို့ကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးခြင်းဖြစ်တာလေမှန်ကန်သောကံကောင်းခြင်းကိုတို့တွေရရှိမှာဖြစ်တယ်ကံကောင်းအောင်ဘလို့ထိမ့်သိမ့်ဆောက်ရှောက်ရမယ်ဆိုတာတွေဟာလေလမ်းညွှန်မှုပြုထားတဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းတို့တွေလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဒီလိုတန်ဖိုးရှိတဲ့အဆုံးအမတွေဟာမြတ်ဗုဒ္ဓရဲ့သာသနာလို့ဆိုရင်ဘုရားရဲ့အဆုံးအမဒေသနာတော်တွေထဲမှာရှိတယ်တို့တွေအခုလိုအချိန်ကောင်းနဲ့ကျုံနေတဲ့အချိန်မှာမြတ်စွာဘုရားရဲ့အဆုံးအမတွေကိုရနိုင်သမျှရအောင်တို့တွေသိယူကြမယ်မှတ်သားကြမယ်ဘာဟုတ်သစ္စာမင်္ဂလာဘောဓုတန်ရှိအောင်စာရီဖတ်ကြမယ်ဘုရားဘာတွေဆုံးမခဲ့တယ်ဆိုတာတို့တွေသိအောင်ကြိုးစားမယ်လို့ကိုယ်စီစိတ်ထဲမှာနှလုံးသွင်းပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်တာကျင့်သုံးနိုင်ကြပါစေကုန်သတည်း